ကိုယ့်ရဲ့ ground floor နေရာတွေအတွက်ခိုင်ခန့်မှုရှိပြီးစန်တလာပါတဲ့ဒီဇိုင်းနဲ့ casement window လေးကိုရချင်တယ်ဆိုရင်တော့အခုဗီဒီယိုမှာပြပေးနေတဲ့ကျိုစစ် series လေးကိုဒါရွေးချယ်လိုက်ပါနော်။ဘာကြောင့်လဲဆိုရင်ဒီကျိုစစ် casement window series လေးရဲ့ aluminum tool က 2.0mm အပြည့်အဝရှိတာကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်လုံခြုံခိုင်ခန့်မှုကိုအဓိကဦးစားပေးရဆိုရင်တော့လုံးဝရွေးချယ်တင်တဲ့ series လေးပဲဖြစ်ပါတယ်။တကယ်ရွက်ထဲမှာတင်အခုလိုမျိုးအပြင်ကိုဖွင့်တဲ့ casement window design ရောအခုလိုမျိုးအပြင်ကိုဖွင့်တဲ့ကဲလာဝင်းတို့ဒီဇိုင်းကိုပါ two-way အနေနဲ့ထည့်သွင်းတက်ဆင်လို့ရပါတယ်နော်ဒီကျူစစ် casement window လေးရဆိုရင် frame တဲ့ 110mm တော့မှရှိရကြောင်းအမှတ်တကားနဲ့ချင်းလုံးစကားရဲ့ကြားထဲမှာအခုလိုမျိုး safety အတွက်တန်မန်းလေးကိုပါထည့်သွင်းတက်ဆင်လို့ရပါတယ်ဒီမှာတက်ဆင်ပြတာပေးထားတာလေးကတော့ eco service အတွက်ပဲဖြစ်ဖြစ် emergency အတွက်ပဲဖြစ်ဖြစ်ကိုဖွင့်ချင်တဲ့ကအလွယ်တကူဖွင့်လို့ပေးလို့ရတဲ့တန်မန်းအရှင်လေးပဲဖြစ်ပါတယ်ဒီ series လေးရဲ့တရွက်ဖွင့်မှာဆိုရင်အခုလိုမျိုးချင်းလုံးစကားလေးပါတွေ့ရပါတာကြောင့်ချင်းလုံးရင်လုံးမှုရှိစွာအသုံးပြုနိုင်ပါတယ်။ဒါအပြင်ချင်းလုံးစကားလေးက304 stainless steel လေးဖြစ်တာကြောင့်တန်ချင်းလုံးမသက်စေပဲနှစ်ကြာရှည်စွာအသုံးခံနိုင်ပါတယ်။ဒီ series လေးရဲ့လက်ကင်ပတ်တာနဲ့ hardware accessory တွေကိုတော့ Germany နိုင်ငံထုတ် We Have brand လေးနဲ့တင်ပေးထားပါတယ်။ frame design လေးက 3D clay design လေးဖြစ်တာကြောင့်စန်တက်လာပါမှုရှိစွာအသုံးပြုနိုင်တဲ့ series လေးပါပဲเนาะမှန်ပါဝင်မှုနှုန်းကတော့ 5mm တန်ပါတပည့် glassing ဖြစ်ပြီးမှန်တဲ့ထက်ကြားမှာ 19mm spacing ချပေးထားပါတယ်။ဒါအပြင်အပူဒဏ်သက်သာစေတဲ့ P66 carbon steel လေးကိုလည်းဒီ series လေးမှာထည့်သွင်းပေးထားပါသေးရဲ့เนาะကဲအခုလိုမျိုးအတန်လုံးပိုက double glassing ရုပ်ဖွင့် series လေးတွေထဲမှာအလူမီနီယံဓာတ်ထူပြီးခိုင်ခန့်မှုရှိရှိနဲ့သုံးလို့ရတဲ့ကျူစစ် casement window series လေးကိုဒီနေ့ဗီဒီယိုလေးမှာမိတ်ဆက်ပေးလိုက်ပါတယ်နော်။